2015ခုနှစ်ကစတင်ခဲ့တဲ့ကျွန်တော်ရဲ့ဒီ dance journey ခီးစဉ်อ่ะဆိုရင်အခုဆိုရင်10စုနှစ်စုတော့ရှိပြီပေါ့နော်ဆိုတော့ကျွန်တော်ဒါအခုမှစပြီးတော့ဒီအကကိုလေ့ကျင့်မယ်ဆိုရင်ကျွန်တော်ဘာတွေလုပ်မလဲဘယ်လိုလေ့ကျင့်မလဲဒီ professionally ဆန်ဆန်ကျွန်တော်ဘယ်လို train မလဲဆိုတာကိုကျွန်တော်အချက်5ချက်နဲ့မူတည်ပြီးတော့ဒေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်လို့မအားသေးဘူးဆိုရင်လည်းဒီ share လုပ်လေးကိုနှိပ်ထားပြီးတော့ save နိုင်ပါတယ် let's go Okay, channel ဘက်ကတော့ get a mentor as soon as possible နီးပြတယောက်စီမှာတည်ရင်တင်ပါတယ်ပေါ့နော်မိမိရဲ့ရက်ကွက်မျိုးနဲ့ချိန်နေပုံမူတည်ပြီးတော့အသွေးကြောင့်ရှိတဲ့နီးပြတယောက်စီမှာမြန်စွာပြင်လဲအနိခံတင်ပါတယ် African proverb တစ်ခုတောင်ရှိရပေါ့နော် if you want to go faster go alone if you want to go farther go together လို့ပြောပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကိုကတယောက်ထဲသွားမယ်ဆိုရင်တော့ခီးကိုမြန်မြန်ရောက်ပြီမဲ့အပေါင်းဖွဲ့နေတဲ့အတူသွားရဆိုရင်တော့ဒီခီးကိုအဝေးဝေးရောက်နိုင်တယ်လို့တော့ဆိုရမှာနော်ဒီအတွေ့အကြုံရှိတဲ့နီးပြတွေရှိချင်းအပြင်ကိုယ့်ရဲ့ဒီလေ့ကျင့်မှုပေါ်မှာပေါ့နော်အများကြီးအထောက်အကူပြုတယ်ဆိုတာတော့မယုံမရှိနဲ့နော် Okay number 1ဒုတိယအချက်ကတော့ဗာလဲဆိုတော့ဒီ set a small goals to get a big goal ပေါ့နော်ပြောချင်တာကတော့ဒီပန်းတိုင်အသေးလေးတွေထားခြင်းအပြင်မိမိရဲ့ဒီပန်းတိုင်တစ်ခုအကြီးကြီးတစ်ခုကိုကျွန်တော်တို့ရောက်ရှိနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ goal setting တွေကကျွန်တော်အရေးကြီးတယ်ဘာလို့ဆိုတော့ဥပမာဒီအကနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဥပမာဒီအကွက်တစ်ကွက်ကိုလေ့ကျင့်တယ်ဥပမာ3လအတွင်း flare ရမယ်လို့ဝင်းမေးရမယ်လို့အစရှိတဲ့ဖြစ်ပေါ့နော်ဟိုအားလုံးမျိုး goals ဒါမှမဟုတ်ဒီတစ်နှစ်အတွင်းမှာငါပြိုင်ပွဲဘယ်နှခုပြိုင်မလဲဒါမှမဟုတ်ဒီတစ်နှစ်အတွင်းမှာငါဘာတွေလုပ်မလဲငါအပေါင်းအသင်းမိတ်ဆွေ networking ဘယ်လောက်ရှာမလဲအစရှိတဲ့ဖြစ် goals တွေချမှတ်တင်ပါတယ်အဲ့လို goals တွေချမှတ်ပြီးရင်လည်းတစ်ဖက်မှာကိုကဒီကိုယ့်ရဲ့အချိန်တွေပေါ့နော်ဒီစနစ်ကြကျွန်တော်တို့ train တင်တယ်လေ့ကျင့်တင်တယ်ကိုယ့်ရဲ့ဒီပန်းတိုင်ကိုရောက်အောင်ကျွန်တော်တို့တွားမှာဖြစ်ပါတယ် Okay တတိယတစ်ချက်ကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်သင့်ပါတယ်ဆိုလို့ကျွန်တော်တော့ဒါအကစားကျင့်တော့အကပဲကျင့်ရမယ်လို့ကျွန်တော်ထင်ခဲ့ပေါ့နော်ဒါပေမဲ့နေ့ရှိလာများဆိုတာကျင့်မဲ့ဒီအကကွက်ကိုလုံနိုင်ဖို့ဆိုတာတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကတမာနေဖို့လိုတယ်ဆိုတော့အဲ့လိုတမာနေဖို့အတွက်ကိုကျွန်တော်တို့ဘယ်လိုလေ့ကျင့်မလဲအမှ၃ချက်တော့ကျွန်တော်တို့ရှိရပါတော့ပထမတစ်ချက်ကကိုယ့်ရဲ့ဒီ physics ပေါ့နော်ဒီ muscle building လို့ခေါ်တဲ့ဒီ strength training တွေကျွန်တော်တို့လုပ်ရမယ်ဒုတိယတစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ရဲ့အစားအသောက် nutrition တွေကျွန်တော်တို့စားရမယ်လိုအပ်ရင် supplement တွေပါကျွန်တော်တို့စားရမယ် Okay တတိယတစ်ချက်ကတော့ recovery လို့ခေါ်တဲ့ဒီပြန်လည်ပြီးတော့အနားယူတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ဒီ number 1တစ်ချက်ဒီ strength training အပိုင်းမှာဆိုရင်ဘယ်လိုလေ့ကျင့်သင့်တယ်လဲ Okay ဒီ workout technique တွေကတော့အများကြီးရှိတယ်ဒါပေမဲ့မိတ်ဆွေကဘာတွေကိုအဓိကလိုချင်တယ်လဲဆိုတဲ့ပုံစံပေါ်မူတည်ပြီးတော့ဒီ workout တွေကကွာသွားတာဖြစ်ပါတယ် Okay ကျွန်တော်ဆိုရင်အခုကျွန်တော်ရဲ့အကအတန်းကျွန်တော်ဘာလုပ်နေလဲဆိုရင်ဒီကျွန်တော်ရဲ့အကအတွက်ဒီအကျိုးရှိစေမယ့်ဒီ explosive ဒီ power တွေရဖို့ပြီးနောက်တစ်ခုကဒီ control ဘိုင်းတွေမှာကျွန်တော်ကောင်းကောင်းမှုကျွမ်းကျင်ခြင်းကျွန်တော်ထိန်းချုပ်နိုင်ဖို့နဲ့ပြီးဒီ injury မရှိဘဲနဲ့ပေါ့နော်ကောင်းကောင်းမှု train နိုင်ဖို့အတွက်ဆိုပြီးတော့ကျွန်တော်ရဲ့ဒီ workout တွေကိုကျွန်တော်ဟိုမှာတစ်ပတ်ကို4ရက်ဆို4ရက်ဒီရက်မျိုးစားဖို့မူတည်ပြီးတော့ကစားတဲ့ workout technique တွေကကွာသွားပါတယ်အကြမ်းမြင်ဒုတိယတစ်ချက်ကတော့ကျွန်တော်ဒီ nutrition မှာဆိုရင်ကျွန်တော်တို့ဘာတွေစားရမလဲဆိုတာတော့အရေးကြီးလာပြီပေါ့နော်အဓိကတော့ဒီ healthy food တွေဖြစ်တဲ့ဒီ protein တို့ဒီ carbs တို့ဒီ fats and the fiber တွေကိုတော့ကျွန်တော်တို့အချိုးစားများတော့ဆိုတာစားရပါမယ်ဘယ်လိုစားရမလဲဆိုရင်လူတစ်ယောက်မှာသူ့ရဲ့ဒီအသက်အရွယ်အရက်အမောင်လှုပ်ရှားနေတဲ့ activity စွမ်းအင်ထုတ်လုပ်နိုင်မှုတွေပုံမူတည်ပြီးတော့ calorie ဆိုတဲ့ဒီစွမ်းအင်ပေါ့နော်တစ်နေ့တာလိုအပ်တဲ့စွမ်းအင် unit တစ်ခုရှိပါတယ်ဆိုလို့ချင်းတာအသက်ကျွန်တော်ဆိုရင်ဒီအသက်29နှစ်ကျွန်တော်ရဲ့လှုပ်ရှားမှုကဒီတစ်ပတ်ကိုကျွန်တော်4ရက်ကျွန်တော် gym သွားမယ်ပြီးရင်တစ်ပတ်ကိုကျွန်တော်4ရက်အကကျင့်မယ်ကျွန်တော်ရဲ့အရွယ်စားအရက်အမောင်းနေပုံမူတည်ပြီးကျွန်တော်ရဲ့လှုပ်ရှားတဲ့ activity ပုံမူတည်ပြီးတော့ကျွန်တော်ဆိုရင် calorie ထားပါတော့နမူနာ2000စားတယ်ဆိုပါတော့ဆိုတော့ဒီ calorie 2000အတွင်းဆိုရ range ကိုရောက်ရှိဖို့အတွက်ဆိုရင်ကျွန်တော်ဥမာမနက်စာကနေစနေလယ်စာညနေစာပြီး snacks တွေပေါ့နော်ဒီ၄နှစ်လုံးကိုကျွန်တော်ဒီ calorie 2000အတွင်းပဲကျွန်တော်စားပါတယ်ဆိုတော့ဘာတွေစားသလဲဆိုတဲ့နေရာမှာခုနပြောလို့ပေါ့နော် protein ဆိုရင်ကြတော့ကျွန်တော်ဒီအသားဓာတ်တွေအသားငါးကြက်ဥဒိန်ချင်အစရှိသဖြင့်ကျွန်တော်တို့စားတယ်ပြ
ပြီးရင်ဒီ carbs တွေဆိုတော့ကျွန်တော်တို့ဒီ Asian တွေတော့ကတော့သမင်းတို့ခောက်ဆွဲတို့ပြီးဒီကစုံဥတို့ဆိုတာစားတယ်ပေါ့နော်ပြီးရင်အာလူတို့လည်းပါတာပေါ့နော်ပြီးရင် fats and fiber တွေမှာတော့ကျွန်တော်တို့ဒီအစေးအဆန်တွေစားတယ်အသေးရွက်တွေစားတယ်အဲ့ဒီဟာကိုကျွန်တော်တို့ဒီတနေ့တာကီလိုတွေအတင်းမှာလုံလောက်စွာကျွန်တော်တို့စားပါတယ်ပိုလည်းမစားဘူးရော့စွာလည်းမစားဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကဒီအမြဲတမ်းဒီ exercise တွေဒီအကတွေလုပ်နေရတယ်ဒီ workout တွေလုပ်နေရတယ်ဆိုတော့ကျွန်တော်တို့စီကနေဒီ calorie in and out ကမြတ်သားနေဖို့လိုပါပေါ့နော်Okay ဒါကတော့ကျွန်တော်ဒီ calorie အကျန်းဖြင်းတွက်နေလေးကိုကျွန်တော်ပြောပြဖြစ်ပါတယ်ဒါတွေကိုဘယ်လိုကိုနဲ့အဆင်ပြေအောင်အသုံးချလို့ရမလဲကိုကဘယ်လောက် calorie စားမလဲမသိသေးဘူးဆိုရင်ဒီ Google မှာကျွန်တော်ဒီ calorie calculator ဆိုပြီးရှိပါတယ်အဲ့ဒီပုံမှာတွားပြီးတော့ခုနကျွန်တော်ပြောတဲ့အထက်ပါပြောပြခဲ့တယ်မိမိရဲ့အသက်weight လေးချိန်လှုပ်ရှားမှု activity တွေပေါ်မူတည်ပြီးတော့အကျန်းဖြင်းပေါ့နော်တွက်ယူလို့ရပါတယ် Okay နောက်တစ်ချက်ကတော့ကျွန်တော်ဒီ recovery ပေါ့ Okay ဒီ recovery မှာဆိုရင်လည်းကျွန်တော်တို့ဒီအိတ်တဲ့အချိန်ပေါ့နော်တရက်တာတနေ့တာအိတ်တဲ့အချိန်ဒီ8နာရီကနေ9နာရီအထိကျွန်တော်အိတ်ပါတယ်ဆိုတော့ပုံမှန်ကျွန်တော်ည10နာရီအလုံးစုံ10ခွဲဆိုရင်ကျွန်တော်အိတ်ရဝင်ပြီးရင်နောက်နေ့ဆိုရင်ကျွန်တော်6နာရီဒါမှမဟုတ်ကျွန်တော်6နာရီခွဲဆိုရင်ကျွန်တော်ထပြီးအိတ်တဲ့အချိန်မှာလည်းဂရုစိုက်တင်တာကကျွန်တော်ရဲ့ဒီ sleeping quality လို့ခေါ်တယ်မိမိအိတ်ချိန်ပေါ့နော်ဆိုတော့ဆိုလိုချင်တာတော့ဒီ8နာရီ9နာရီအိတ်ချိန်ချင်းတူရင်တော့မှည10နာရီအိတ်တဲ့သူနဲ့ည3နာရီ2နာရီမှအိတ်တဲ့သူနဲ့ကတော့ဒါ sleeping quality မတူနိုင်ဘူးပေါ့နော်ဆိုတော့ဒါတွေကဘယ်နေမှာတွားပြီးတော့အကျိုးရှိတယ်ဆိုရင်နောက်နေ့ကိုလေ့ကျင့်ခန်းလုပ်မဲ့အချိန်တွေမှာကိုယ့်ရဲ့ဒီစွမ်းရည်တွေကအားမရှိတာမျိုးတွေကိုကခန္ဓာကိုယ်ကလေးမှန်ဖြစ်နေတာမျိုးတွေအများကြီးကိုယ့်ရဲ့ဒီ workout ဒီ training ဒီပုံမှာအကျိုးသက်ရောက်မှုရှိပါတယ် Okay နံပါတ်4တစ်ချက်ကတော့ဘာဖြစ်မလဲဆိုရင်ဒါလူငယ်တွေတိတ်ပြီးတော့တတိမထားမိတဲ့အရာပေါ့အရက်ဘီယာဆေးလိပ်မူးယစ်ဆေးဝါးမိမအဲ့ဒီအချက်5ချက်ကိုရှောင်သင့်ပါတယ်ဆိုလို့ချင်တာဒီຢာတွေကတကယ်တော့ပျော်ရွှင်စရာတွေလို့ထင်ရပေမဲ့ဒါတွေကကိုယ့်ရဲ့ပန်းတိုင်တွေကိုယ့်ရဲ့အိမ်မက်တွေအတွက်အနောက်အရှက်တွေတာဖြစ်ပါတယ်ဆိုလို့ချင်တာဒါတွေမလုပ်ဘဲနဲ့နေနိုင်နေဆိုရင်လည်းဒါပို့ပြီးတော့ကောင်းမွန်တဲ့မိမိရဲ့ဒီ training ပေါ်မှာအကျိုးသက်ရောက်မှုအများကြီးရှိပါတယ်ပေါ့နော် Okay နံပါတ်5တစ်ချက်ကတော့ train consistently ပေါ့နော်ကိုယ့်ရဲ့ဒီ workout planning တွေအားလုံးစနစ်တကျလေ့ကျင့်ပြင်ဆင်ထားပြီးပြီဆိုရင်တော့ဒါတွေကိုရေရှည်လများဆိုတာနှစ်ရှည်လများဆိုတာကျွန်တော်တို့ train ရမှာဖြစ်ပါတယ် consistency is the game ပါပဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာပဲလုပ်နှစ်ရှည်လများဆိုတာလုပ်သွားမယ်ဆိုရင်တော့ဒါအတင်းအားဒီ69%သောလူတွေရဲ့အထက်မှာရှေ့မှာရှိနေမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒါအခုမှအကောက်ကိုစကြည့်မယ်ဆိုရင်ဒီပြောသွားခဲ့တဲ့အချက်5ချက်ထဲကဟာတွေကိုကျွန်တော်လုပ်မှာပဲဖြစ်ပါတယ်မိတ်ဆွေသားမျိုးအကနဲ့ပတ်သက်တဲ့ဗီဒီယိုအကြောင်းအရာမျိုးတွေစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ဖို့ဖိတ်ခေါ်ပါတယ် Okay အားလုံးနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြရအောင်